ဖွဲ့များလာရင်တော့စုထပ်တွင်းလဲတိုးပေးမှာပေါ့နော်မများဆိုလို့ရှိရင်လည်းပထမဒုတိယတတိယသုံးစုကျွန်တော်ပေးပါမယ်နော်အဲ့ဒါလေးထည့်ပြီးတော့စောစောမပြောရသေးလို့အဲ့ဒါလေးအခုထပ်ပြီးတော့ပြောတာပါကဲစီစဉ်3ကျွန်တော်တို့ကန်စမဲနိုင်မှာဖြစ်ပါတယ်အခုပထမဆုံးနိုင်မှာကတော့နံပါတ်မဲပါနော်တယောက်တမဲအဲ့နံပါတ်မဲနိုင်ပြီးရင်နံပါတ်1ကအရင်ဦးဆုံးကန်စမဲကိုနိုင်ရမှာဖြစ်ပါတယ်အခုကျွန်တော်တို့တယောက်တမဲစီကျွန်တော်တို့ဒီမှာလိုက်ပြီးတော့ပေးပါမယ်နော်လိုက်နိုင်ခိုင်းပါမယ်ကဲတမီအရင်လိုက်ပြီးတော့တယောက်တမဲအဲ့ဒါကန်ဟွာနော်ကန်စမဲမဟုတ်သေးဘူးနော်ဒါအမှတ်စဉ်ပဲဟာစောစောစီအမှတ်စဉ်6တယ်မှာနေတော့မိုင်းနေနေရတော့ဒီနေ့တော့ဆယ်သိန်းစုကိုလူစုကူပြီးတော့လူစုကူပါမယ်ပြီးနော်ကိုနာမပြီးရဲဝယ်ပြပါလားရှောက်တာပြီးတော့ရတော့ရနာမည်ကိုနာမပြီးရဲโอ้ sorry ပါဟုတ်တယ်မင်းကလူတွေဘယ်လောက်ရှိရ100ကျော်ဘယ်လိုလဲဒီလိုကြည့်တော့ကိုဒါကြည့်ရတော့တရားလေတယောက်ပဲကြီးဘယ်လိုဘာ63ဟုတ်ကွာဘာတော့40 31ငါတို့အားတော့အဖေဘာလောက်7ပါ6